အမေသူနေဖေအိမ်မှာသွေးရနေနေမြပြန်လာအောင် ဟုတ်လားအေးခဏလေးတကယ်ကြီးငါအိမ်ခဏပြန်လာအောင်မယ်မောင်လေးအဖေကဘယ်လိုဖြစ်တာလဲ မောင်လေးကျောင်းကပြန်ရောက်ချင်းအဖေချောင်းစုတန်နေကြလို့အိမ်ကနေထွက်ကြည့်လိုက်တာဖေချောင်းစုကသွေးပါပါတယ်မရနောက်ပြီးစီစီယာကြီးပြောရတာတော့ဖေယောဂချင်းကြီးကတော်တော်ဆိုးနေပြီရဲ့ဈေးရုံမှာတက်ကူမှဖြစ်မယ်တဲ့အဲ့ဒါမှမဟုတ်ရင် အဲ့တော့မဟုတ်ရင်ဘာဖြစ်လဲငါချင်းနေပို့လိုက်တာပြောပါဟဲ့ဘာဖြစ်လဲ နောက်ကဒီလိုတွေးထက်အိုင်အသက်ပါဆုံးချိုးရမယ်တဲ့အမရဲ့လို့ပေါ့ တော့ခါပါပဲစေးအောင်တက်ကိုပတ်စံအများကြီးကုန်ပါအမားတို့မှာတနေ့လောက်တနေ့စားဆိုတော့ပတ်စံဘယ်ရမှာတော့ကျမရဲ့အိမ်ရန်အစ်စ်ပါရှင်ဒီအိမ်ရန်လေးကိုလေကျမအပေါင်သဘောမျိုးနဲ့ထားပြရစီကျမအရေးတကြီးပတ်စံလုပ်နေလို့ပါကိုမိုးတွေကျမကိုကူညီပါနော် အေးနေကဘယ်လောက်လိုတာမဟုတ် 30လဲပါ ဟာ30ဟောလား